Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးမယ့်ကားလေးကတော့ Tesla Model 3 Model က2025ဗျ2025 Model ရဲ့အဲ့ဒီ Window Glass ဖြုတ်နည်းလေးကိုကျွန်တော်ပြောပြပေးမှာပါနော်ကျွန်တော်တို့တကားမှန်ပေါ့ဗျာ Okay သူ့စီမှာဒီအပေါက်လေးနှစ်ခုနဲ့တကားကဘာကိုဖြုတ်ပြီးသွားပြီဆိုရင်အတွင်းထဲမှာဒီအပေါက်လေးနှစ်ခု rubber cover လေးဆွတ်ထားတာတွေ့လိမ့်မယ်ဗျအဲ့ rubber cover လေးနှစ်ခုကိုခွာပြီးသွားရင်ဒီမှာဒီ 13mm neck လေးနှလုံးဖြုတ်ပေးရမယ်ဗျOkay တကားကပါခွာတဲ့နည်းလေးကိုမသိရင်ကျွန်တော်ရဲ့ TikTok channel မှာလည်းတင်ပေးထားသလို YouTube channel မှာလည်းတင်ပေးထားပါတယ်ခင်ဗျ Okay ဒီ 13mm net လေးနှလုံးကိုလဲဖြုတ်လိုက်မယ်net လေးတွေကတော့အရင်မကြက်ဘူးဗျာသူကပပလေးပဲဖြုတ်ရင်ရတာနော် Okay ဒီ net လေးနှလုံးကိုဖြုတ်ပြီးသွားပြီဆိုရင်အပေါ်ဘက်ကိုဆွဲထုတ်လိုက်ရင်မှန်ထွက်တယ်ဗျစကူလေးကိုထုတ်နေနေသတိထားပါဗျာအတွင်းထဲမကြပါဘူးနော် Okay မှန်လေးကိုအပေါ်ဘက်ဖြည်းဖြည်းချင်းစီဆွဲထုတ်မယ်ဆွဲထုတ်ပြီးတော့ဆွဲထုတ်လိုက်ပြီဆိုရင်ထွက်လာပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ